အားလုံးပဲမင်္ဂလာပါရှင်စူပလော YouTube Channel လေးကပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကအိမ်မပဲကြဆန်နဲ့ခွစွန်ရွက်ကလေးကိုတုံးမှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးကတော့ပဲကြဆန်လေးကိုရေနဲ့9မိနစ်လောက်စိမ်ထားပြီးရင်ခုလိုဒီပုတ်ပုတ်ဆူလေးကိုထည့်ပြီးတော့ပြုတ်မှာဖြစ်ပါတယ်ရှင်ဒုတိယကတော့အခုလိုချစ်သွန်ဖြူလေးတွေကိုထားပြရိုက်ထားပါမယ်ဒီနားမှာပေါ့စုတစ်ခုကျန်ခဲ့တာဓာပြရိုက်ထားတဲ့ချစ်သွန်ဖြူလေးတွေကိုနှုတ်နှုတ်လေးဆင်းပြတာပိုကောင်းတယ်ပေါ့နော်အခုနှုတ်နှုတ်မဆင်းလိုက်ရအောင်ပေါ့နော်ဆိုတော့အနံ့ချစ်သွန်ဖြူအနံ့လေးနည်းနည်းနေသွားပါတယ်တခုကတော့ခုကြည့်နေတဲ့သူတွေများတုတ်စားဖြစ်တယ်ဆိုလို့ရှိရင်ချစ်သွန်ဖြူလေးနှုတ်နှုတ်ဆင်းပြပေါ့နော်ပြီးတော့အမှငရုပ်စော်လေးရဲ့နောက်ပြီးတော့တခြားငရုပ်သီးအချိုစော့ပေါ့နော်အစော်လေးရဲ့ချစ်သားမှုတ်လေးရဲ့ထည့်ပါတယ်ရတာကတော့ကိုယ်စိတ်ကြိုက်ထည့်နိုင်ပါတယ်ပေါ့နော်အချိုဆိုလဲအချိုအဆက်ဆိုလဲအဆက်ပေါ့ကိုယ်စိတ်ကြိုက်ထည့်နိုင်ပါတယ်စားဟင်းကြုံမုတ်တွေလည်းထည့်ပြီးတော့တုပ်လို့ရပါတယ်ရှင်အစာပလာလေးတွေကိုအခုလိုလေးထည့်ပြီးပြီဆိုလို့ရှိရင်တော့ပေါ့နော်အခုလိုလေးတမအောင်လေးရောပြီးတော့ဝေလိုက်ပါမယ်ပဲချဆန်လေးနူးကနေချိန်လောက်ကြာရင်ခုလိုလေးစေးထားတဲ့ကစုံရဲ့ကလေးတွေကိုလည်းခုလိုရင်းလေးဖြောပါမယ်အရင်ပြောတာမကြိုက်ဘူးဆိုတဲ့လူကတော့ရှင်းဆယ်ပြီးကောင်းပါတယ်ရှင်ပဲချဆန်လေးတွေချက်ပြီးပြီဆိုလို့ရှိရင်ကိုဆက်ထားတဲ့အနှစ်ထဲမှာပဲချဆန်လေးရဲ့ကစုံရဲ့ကလေးတွေကိုဆယ်ပြီးတော့ဓမ္မအရသာတွေဓမ္မသားအောင်ဝင်လိုက်ပါမယ်ရှင်မွေခင်မှာအခုလိုလေးပေါ့နော်စီချက်အဝါပေါ့နော်စီဝါလေးကိုလည်းအခုလိုမျိုးလေးစမ်းလိုက်ပါမယ်ပြီးတော့ကလပဲမှုတ်ပေါ့နော်ကလပဲအချက်မှုတ်ပေါ့လေပဲမှုတ်လို့လည်းခေါ်ကြပါတယ်အဲ့ဒီပဲမှုတ်ကလေးကိုလည်းကိုစားနိုင်တဲ့လောက်ကလေးထည့်လိုက်ပါမယ်ရှင်အစာပလာတွေလည်းအကုန်လုံးထည့်ပြီးပြီဆိုလို့ရှိရင်တော့စပြီးတော့ပေါ့နော်နေလို့ရပါပြီဆိုတော့အရှိုတုတ်တာဖြစ်တဲ့အတွက်ကြောင့်ပဲငံပြားကြီးအကြည်လေးနည်းနည်းကိုထည့်ထားပါတယ်ရှင်ဒီဥစားမှာပေါ့နော်ဆိုလဲအရင်ချက်တက်ပြုတ်တက်လို့တော့မဟုတ်ဘူးပေါ့ကိုစားကျင်တာလေးတွေကိုစမ်းတက်ပြီးတော့လှုပ်စားကြည့်ရင်လည်းစားကောင်းတယ်ဆိုလို့ရှင်ဝေမျှပေးခြင်းဖြစ်ပါတယ်ရှင်ဒီလိုအတုတ်တုတ်တဲ့နေရာမှာပေါ့နော်ကစုံရွက်တို့ပဲချဆန်တို့ကိုရေနွေးထဲဆယ်လိုက်တဲ့အချိန်မှာပေါ့နော်ရေတိချစစ်ထားရင်ကောင်းပါတယ်ရှင်အခုကြတော့ပေါ့နော်ဆယ်ချင်းထည့်လိုက်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ရေနည်းနည်းပါတဲ့အတွက်ကြောင့်မို့လို့အတုတ်ကလေးကစီးစီးပိုင်လေးမဖြစ်ဘဲနဲ့အခုလိုလေးအရသာတွေကအောက်ကိုရောက်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်ပေါ့နော်အဲ့ဒါတော့စုပထမဦးဆုံးတုတ်စားဖြစ်တော့အဲ့ဒီအမှားလေးကိုတွေ့ရပါတယ်ဒါကြောင့်မို့လို့ပဲချဆန်နဲ့ကစုံရွက်ကလေးတွေကိုဆယ်တယ်ဆိုလို့ရှိရင်ရေတိချဆက်ပြီးပေါ့နော်ဒီခုဆိုလို့ရှိရင်တော့အားလုံးတုတ်ပြီးပါပြီအသားဟင်းတွေမစားခြင်းနဲ့ရက်တီမှာဆိုလို့ရှိရင်ဓမ္မမဟုတ်လို့ရှိရင်လည်းထမင်းမစားခြင်းနဲ့ရက်တီမှာဒီလိုလေးပဲချဆန်လေးကိုတုတ်စားလို့ရပါတယ်ရှင်ခုလိုစုပလော YouTube Channel လေးကိုကြည့်ရှုပေးကြရကြလို့အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်စုပလော YouTube Channel လေးကိုလည်း Like and Subscribe